ကဲအားလုံးပဲမင်္ဂလာပါဒီနေ့29ရက်5လ2025ကြာသပတေးညနေ18မှာရကြလားလို့မရသေးဘူးဆိုရင်ကျွန်တော်ရဲ့အကောင့်နဲ့ဝင်ကြည့်နော်အမှကျွန်တော်တင်ထားတယ်တပတ်စာထူးရှယ်ပတ်တိလို့ပတ်တိတော့မှာနော်နှလုံးပေးထားတာ9နဲ့8နောက်ပိတ်နှလုံးပဲပေးထားတာနော်နောက်ပိတ်ပဲထိုးထိတ်တွေမထိုးနဲ့နော်9လဲနောက်ပိတ်ထွက်တယ်8လဲဒီညနေနောက်ပိတ်ထွက်သွားပြီအဲ့တော့9လဲအောင်တယ်8လဲအောင်လဲ9ပရိတ်မှာ9ပရိတ်လူတွေအောင်တယ်8တက်လို့ပေးထားရလဲအောင်တယ်နော်နောက်မေးကြည့်တဲ့သူတွေရတယ်မရမှာပေါ့ဗျာမကြည့်တဲ့သူကတော့မရကြဘူးနော်အဲ့တော့မနေ့က30ရက်နေ့တော့တကယ်ကောင်းလေးပေးခဲ့မယ်ကျွန်တော်မိတ်ဆွေတွေကို30ရက်5လ2025အတွက်က86တကွက်သေးပဲထိုးပါတနေ့ကောင်မှန်လဲတကွက်လွဲလဲတကွက်ဘာလို့86လို့ပေးရလဲဆိုရင်ကလနာလည်းကြားတယ် site letter site လည်းကြားတယ်ချစ်တာကအာဒီကောင်းတယ်6တကွက်ကောင်းတယ်ကဲလက်ဖက်ကြ86တကွက်နဲ့ပါဆက်အများကြီးကိုပိုက်ဆိုင်နိုင်ပါစေနောက်အပတ်တွေမှာလည်းနော်လုံးပိုင်းပတ်တိနောက်ပိတ်နှလုံးကိုနော်စောစောစီအောင်မြင်ခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့အကောင့်လေးကို like and subscribe လေးလုပ်ခဲ့ပါဦးလို့နောက်ပတ်တနေ့နာနေ့အတွက်ကိုကျွန်တော်တနင်္ဂနွေနေ့မှာတင်ပေးပါမယ်ဗျာbye bye လိုက်ရဆွာကလေးလုပ်ခဲ့ပါဦးလို့